စနေအပတ်စဉ်တင်နေကြလေးတင်ပေးပါတယ်နော်ဒီတစ်ပတ်လည်းဖောင်းရမရှိပါဘူးရက်ပြေထွက်ပါမယ်တင်နေကြအတိုင်းမြူကနန်းလေးက8တက်ပါနှစ်ကြိမ်နဲ့အထွက်ပါမယ်ပြီးခဲ့တဲ့အပတ်ကလည်း6ကိုးတွေမြူလိုက်တာမှာအင်္ဂါမကျော်ဗုဒ္ဓဦးမကျော်အင်္ဂါဆိုပေမဲ့တခါတလေဗုဒ္ဓဦးထိသွားတဲ့အတွက်အင်္ဂါမကျော်သို့မဟုတ်ဗုဒ္ဓဦးမကျော်လို့ရေးထားတာပါနော်3တလုံး3ပရိတ်ပါမြူပရိတ်ကတော့2ခွန်ပရိတ်ပါ2ခွန်ပရိတ်2ကြိမ်လောက်လာပါမယ်နော်ပြီးခဲ့တဲ့အပတ်လိုပဲအခွေလေးရပါတယ်1 2 3လေးအပူပါခွေပါပြီးခဲ့တဲ့အပတ်ကတော့9 6ခွန်8ကကြာတာပရိမှကြာပါတယ်နော်တပတ်လုံးကိုခွန်ပရိတ်လိုက်ပါခွန်ပရိတ်ကြာပါမယ်နောက်2နဲ့5ကထိတ်လာပါမယ်နော်2နဲ့5ထိတ်ကိုတပတ်လုံးအတွက်2နဲ့5ထိတ်ပါတောက်ကြမှာ3ည1ဆိုပြီးညီကိုကြတဲ့အတွက်ဒီတပတ်ညီကိုတွေလာပါမယ်ညီကိုတပွဲတော့လာပါလိမ့်မယ်နော်6ပရိတ်က3ချိန်နဲ့အထက်ကြထားတယ်3ချိန်နဲ့အထက်ပရိတ်တစ်ခုကြထားရင်အပူပါဝါနက်ခက်ဒီအပင်ကဆွီ3ပရိတ်တစ်ခု3ချိန်ကြတိုင်းပေးနေတယ်ပေးတဲ့အခါတိုင်းလည်းမှန်တယ်နော်ဒီအပူပါဝါနက်ခက်ကကျင်းသေးပေါက်လာပါမယ်ပြီးခဲ့တဲ့အပတ်ကလည်းပြန်ကြတပတ်အတွင်းပြန်ကြထားတဲ့အတွက်1 2 6ခွန်အပူပါခွေဒါမှမဟုတ်ရင်2ခွန်4ကိုအပူပါခွေ2ခွေတွေက1ခွေအဲ့ဒါလည်းမဖောက်သေးပါဘူးเนาะနောက်တောက်ကြ1နောက်ပိတ်ပြီးခဲ့တဲ့အပတ်ကလည်း1လို့ကြပြီးတော့ပြန်ကြမယ်လို့ပြောခဲ့တယ်ဒီတစ်ပတ်လည်းတောက်ကြမှာ3ည1ဆိုပြီးကြတဲ့အတွက်ပြန်ကြလာပါဦးမယ်เนาะ1ရယ်2ရယ်3ရယ်မြူကနန်း8တက်ရယ်ဂါမကျော်သို့မဟုတ်ဟူးမကျော်3တလုံး3ပရိတ်ရယ်မြူပရိတ်ခွန်2ပရိတ်ကကင်လို့ရတဲ့အပင်တွေပါအပတ်တိုင်းမဖောက်ပါဘူးเนาะအဲ့ဒီအပင်တွေကိုဥတီပြီးကစားပြီးတော့ရရင်မြက်ရင်နားရင်အပတ်တိုင်းမြတ်မှာပါเนาะ1 2 3ကအပတ်တိုင်းမဖောက်တဲ့အပင်တွေပါအများတန်းမှန်ပါတယ်ပြီးခဲ့တဲ့အပတ်ကစပြီးတော့အခွေကိုစပြီးတာအခွေအားကြာတာလေးမှထွက်ပါတယ်เนาะ1 2 3ကကြိုက်တာကိုစော်ပြီးရင်ထပ်စော်ခြင်းရင်အဲ့4ကိုစော်လို့ရပါတယ်ဒီတစ်ပတ်လည်း1 2 3လေးပူပါခွေပါတပတ်လုံးကိုခွန်ပရိတ်ကိုကြိုက်ပါတယ်2 5ကထိတ်လာမယ်ဆိုတော့တောက်ကြညညီကိုတိုင်းညီကိုလာတဲ့အတွက်ကိုကြိုက်တဲ့ကဏ္ဍတစ်လုံးတွေ့ရင်လည်းညီအကိုကြိုက်ရင်မလျှော့ပါနဲ့ပို့ထိုးပေးပါနော်ဒီအပင်တွေကဆွီမှန်နေတဲ့အပင်လေးတွေကိုရွေးပြီးတော့တင်ထားတာပါနော်တပတ်စာတွေကအကုန်လုံးထွက်တာများပါတယ်နော်ပြီးခဲ့တဲ့အပတ်ကလည်းတင်ထားသမျှအကုန်ထွက်ပါတယ်အဲ့တော့ညံနဲ့ကစားပြီးတော့ဆွီရဲ့တပတ်စာလေးကိုအသုံးချပြီးအမျက်တွေရနိုင်ကြပါစေနော်